တိုင်းသားညီကိုမောင်နှမများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်သတင်း KBN ခရိုင်ပြည်နယ်မှာသတင်းနဲ့လာပြောမယ်ကျွန်တော်ပြောမယ်အကြောင်းအရာကတော့နိုင်ခေပြင်းငါတို့ကရင်လူမျိုးပေါ်မှာခေါင်းကြီးရုံမှာတဲ့အကြောင်းဖြစ်ပါတယ်ပြီးတော့မာပြိုးဝင်မဲ့တဲ့ပိဿံအကြောင်းဖြစ်ပါတယ်တုံးဘုံတစ်ခုကတော့သူပြောလဲဒီ PGF နော်ငါတို့ကရင်ပေါ်မှာခေါင်းကြီးရုံမှာတဲ့အကြောင်းဖြစ်ပါတယ်နော်ပထမဆုံးသတင်းကိုကျွန်တော်အရင်ပြောရတော့ပြောပါမယ်အခုကျွန်တော်တို့ကရင်ဒေသမှာဖန်မျိုးနဲ့ကရင်ပြည်နယ်မှာငါတို့ကရင်လူမျိုးတွေဒီဝကြည်ဒေသမှာဝကြည်ကြီးနယ်မှာကရင်လူမျိုးတွေဒီကြောင့်မျိုးနဲ့ပတ်သက်လာရင်ငါတို့မလိုလားပါဘူးငါတို့လည်းမလိုအားဘူးငါတို့လည်းကန့်ကွက်တယ်ဒါပေမဲ့အဲ့ဒီကန့်ကွက်တဲ့အချိန်မှာအမျိုးမျိုးကန့်ကွက်တယ်ကန့်ကွက်လို့မရဘူးဒါပြည့်ဆိုတော့ဝန်ကြီးချုပ်ကငါတို့ကရင်ပေါ်ကရင်လူမျိုးတဲမှာမနေဘူးအစိုးရထဲမှာသူနေတယ်သူနေတယ်အဲဒါကြောင့်မို့အစိုးရထဲမှာသူနေတဲ့အတွက်ကြောင့်ငါတို့ကရင်လူမျိုးတွေကဘယ်လိုပြောရမလဲဘာမှလုပ်လို့မရဘူးနော်လို့နောက်ဆုံးဘာမှလုပ်မရတဲ့အစားကျွန်တော်ကရင်လူမျိုးတွေကဟိုခိုင်မှာသတင်းစာခိုင်မဟုတ်ပါဘူးဒီဝကြည်ဒေတာတို့ဒီဘဝခခုံကြီးတွေဝကြည်ခုံကြီးတော့ဘာလို့တော့ဘုံကြီးတွေနောက်ထုံတော့ဘုံကြီးတွေစုပြီးတော့ဒီကံတော်မျိုးမှာသတင်းစာဆင်းနေဝဲသူတို့သွားလို့မယ်အဲဒီသတင်းစာဆင်းနေဝဲသွားတဲ့အချိန်မှာနောက်မှနိုင်ခင်ထွေးကြီးကတော့ဒီတောင်းရွာမှာဒီနန်းလာအုပ်ရွာကလယ်သမားတွေဒီအထက်စုရွာကလယ်သမားတွေအထက်စုရွာကလယ်သမားတွေခေါ်ပြီးတော့ဟိုဖိုင်မှာသူခေါ်ပြီးတော့သူသွားခိုင်းပါတယ်ဖိုင်မှာခေါ်ပြီးတော့သွားခိုင်းပြီးဖိုင်မှာခေါ်ပြီးတော့ခိုင်းပြီးတော့သူငွေပေးတယ်နော်ကတိုင်းကြီးပေါ့သူတို့ငွေပဲသူတို့လယ်ဘယ်လောက်တန်းဆိုတော့နော်အဲ့ဒါသူတို့ပေးလိုက်တယ်ဒါပေမဲ့ဒီဆောင်းရွာအထက်စုရွာနော်ဒီထိုးတော်ရွာတို့ဝကြီးရွာတို့ဒီဝကြီးကြီးနေရွာတွေတရားမှမကြိုက်ဘူးနော်ဒီကြောင့်ဒီနဲ့ပတ်သက်လာရင်အဲ့ဒါကြောင့်မို့19ချင်းကငါတို့ကရင်ပေါ်မှာဘယ်လောက်ထိကောက်ချင်းရုံမှတလဲဆိုတော့ကျွန်တော်အခုလာပြောပြချင်ပါတယ်ပြီးတော့အခုဒီပြီးကြတဲ့25ပေါ့နော်26မှာသူတို့ဖိုင်မှာသူတို့သွားပါပြီနော်သူတို့ကိစ္စထုတ်တွေနဲ့သူတို့သွားယူနေတယ်အဲ့ဒါလယ်သမားနေတဲ့ရွာကတော့နိုင်တာအောင်နော်နိုင်တာအောင်ကလူပြီးတော့အထက်စုကလူနော်ဒီ300လူလည်းသူတို့လည်းရှိပါတယ်ဒါပေမဲ့300လူနော်အထက်တခြားထက်စုကလူလည်းသူတို့လည်းရှိတယ်ဒါပေမဲ့သူတို့မရောဘူးထိုးတော်ကလူလည်းသူတို့လည်းရှိတယ်သူတို့မရောဘူးသူတို့ကန်ကွက်နေတယ်ဘာကြောင့်မရောရတာလဲဆိုတော့ဒီကြောင့်ဒီတကယ်လို့ကြောင့်ဒီဖြစ်လာမယ်ဆိုရင်ငါတို့ကလူမျိုးအတွက်ဒုက္ခပေးမယ်ဆိုတော့ငါတို့သိတဲ့အတွက်ကြောင့်ဒီကနေ့ငါတို့လည်းငါတို့မရောဘူးအဲဒါကြောင့်မို့ဒီနန်းလာအောက်ကလူတယောက်ဒီနန်းတော်ကလူတယောက်နဲ့ရောက်နေဒီအထက်စုကလူတယောက်နဲ့သူတို့စုပေါင်းပြီးတော့ခိုင်မှာသွားပြီးတော့သူတို့လည်းသူတို့ရောင်းလိုက်ပြီပေါ့နော်အဲဒါကြောင့်မို့တိုင်းသားတွေအားလုံးတိုင်းကညီကောင်မအားလုံးသိအောင်အခုလေရောင်းတဲ့လူတွေထဲမှာဒီမှာဒီဗီဒီယိုဖိုင်မှာတွေ့လိုက်မယ်နော်ဒီဗီဒီယိုဖိုင်မှာမျိုးတွေ့လိုက်မယ်အဲ့ဒါလေရောင်းတဲ့လူတွေပါနော်ဒီရောက်ကတော့ပူတယောက်ကတော့အထက်စုမှနေတယ်ကျန်နေတဲ့တယောက်ကတော့နိုင်တာအုပ်ရောက်မှနေပါတယ်နော်နိုင်တာအုပ်ဆိုတာကတောအုပ်တစ်ဖက်ကံပေါ့နော်တောအုပ်တစ်ဖက်ကံအထက်စုတစ်ဖက်ကံဝကြီးတစ်ဖက်ကံတိုင်းလွန်တစ်ဖက်ကံပေါ့နော်အဲ့ဒါကြောင့်မို့ဒီလူတွေကသူတို့လေကိုရောင်းချလိုက်ပြီးကျွန်တော်ပြောသိချင်ပါတယ်ဒီလေသမားတွေကိုနော်အခုမင်းတို့လေတွေကိုမင်းတို့ရောင်းချလိုက်ပြီးတကယ်လို့ဒီနေ့ကျရင်ငါတို့ဒေသမှာအခုတောင်းအိဝကြီးဒေသမှာတကယ်လို့ကျောင်းမီတွေဆက်ရုပ်ထောင်လိုက်ဖြစ်မယ်ဆိုရင်ဒီကျောင်းမီတွေရဲ့အငွေတွေကိုကျောင်းမီတွေရဲ့မင်းတို့တွေကိုလေရောင်းသမားတွေကတာဝန်ယူရမယ်နော်တကယ်လို့ဒီလူတွေဘယ်လိုပြောမလဲဒီယောဂတွေရောက်မယ်ဆိုရင်မင်းတို့လေသမားတွေတာဝန်ယူရမယ်အဲဒါကြောင့်မို့မင်းတို့တွေသိအောင်ကျွန်တော်ဒီ fan breaking news ကနော် KBN fan breaking news တင်မှာကျွန်တော်လာပြောပြတာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့ငါတို့ဘယ်သူမှဆိုငွေဆိုတာလိုချင်တာပဲနော်ပြီးတော့ဒီအထက်စုကကောင်မလေးတယောက်ရှိနေတယ်အထက်စုကောင်မလေးတယောက်ကသူ့နာမည်ကမှပြောခွင့်ဖြစ်ပါတယ်နော်သူကတကယ်ကိုငွေမဲ့နေတာဒီ25ရက်မှာ24ရက်25လောက်သူတက်လာတဲ့တောင်းအိမ်မှာသူဘယ်လိုပြောလဲဒီတောင်းအတော်တွေတောင်းရလူကြီးတွေရလူတွေပြောတယ်ဒီလေတွေရောင်းချစုတကယ်လို့လေတွေရောင်းနေကိစ္စနဲ့တပုံကြီးရမယ်သူကတော့သူ့အတွက်ပဲသူကြည့်တာပေါ့နော်နောက်လာမဲ့နောင်လာအခက်ခဲတွေဘယ်လိုကြုံလဲဆိုတာအဲ့ဒါသူမကြည့်ဘူးနော်အဲ့ဒါမှပြိုးလို့ခေါ်ပါတယ်နော်မပြိုးဆိုတဲ့ကောင်မလေးကသူအထက်ရှုမှာပဲနေပါတယ်မပြိုးဆိုတဲ့ကောင်မလေးကဘယ်သူသမီးလဲဆိုတော့သူ့အဖေကဥချုံမောင်ပဲဖြစ်ပါတယ်သူ့ဦးလေးကတော့ဒီဝကြီးကျောင်းထက်အယုံမှဆုံးတော့ဒီပင်ကြီးနဲ့ဝကြီးကြီးနဲ့မှ
공지 아용마서 거루냐면 필요하네. 에라 마표 우리가 필요하네. 너 에라 정말로 이 마표 마표 우리매를 정해 대나라가 발로디요. 대나니고 뭐만로 알로디요. 저기 KBN 드림 미디어에 라틴 자라에 필요하네. KBN 드림 미디어에 라틴 자라에 필요하네. 너 에라 정말로 저도 공지되나 공지돼서 무료병에 이 야야 공지되가로 하고 뒤에 내려가고 무료병에 Jangoma Trina Singapore Dologa, Alo Trina Singapore Dologa Chima, 1920 Kuku, 1920 Tuna, or Pongi de Missida Chima, no, Yamiapa, Tigari, Missida Chima, the Ledamario Covio, Kaimadu, Ponce Video Cola, one, Middle Yonchin as Sulu and Dimalaga, and Yavona, I met Ledamaria, Dulu Yama Ivona. Tigere, Nasangaro, Durutella, that I went later on about the Yao, Mala, Lema Matu, no, but the Lema Matu, the Uncle Durutella, Chinala, the Lanzawa, the Madama Pawana, who attest to a little Madapara, I might tell you a little Madi song, Yavan, the Yama Lema Matu, so attest to a little Madi, the Bamalo Miaulet, and Jamulo, the Yamiapa, Tiger, the machine, and Nobama, to do, no. 1920 ngalo kini boma blotti continue madre suana aro di ledmario ko do phaima khola bono phaima ko do du pisan myo pong myo tu pi lai da bono dai na ledmario ko pi pyo lo mya bu le da do tu a tu le ne tu le be so do tu yaw chin lu do yaw ya da bono tu le be dai na naw la me naw la naw da bi lu phin me su da tu tu na ma le bono tu tu ma ti bono ကျွန်တော်ပြောစီခြင်းလာကနော်ဒီနန္ဒဩဝလူတွေအထက်စုရတယ်နော်တကယ်လို့ကြောင်းမိပြီးစီရုံရှင်းမယ်ဆိုရင်တော့မင်းတို့ရွာမှာမိခိုးသွားလို့မရဘူးဆိုတာမင်းတို့မထင်နဲ့နော်နန္ဒဩနဲ့ငါတို့တောင်းရွာမှာလည်းနီးလေးပါပဲတကယ်လို့ကြောင်းမိပြီးစီရုံတကယ်လို့ဖြစ်မယ်ဆိုရင်မင်းတို့ရွာမှာမိခိုးသွားလို့မရဘူးဆိုတာမင်းတို့မထင်နဲ့နော်အိုင်ဒီယာဆိုတာချိုတင်ကကိုယ်တိုင်ပို့ကောင်းမယ်နော်အခုမင်းတို့ကအိုင်ဒီယာကိုချိုတင်ပြီးတော့မမြင်ဘူးနော်ပိတ်ဆံကိုပဲမင်းတို့မြင်တယ်အဲ့ဒါကြောင့်မို့ဒီပိတ်ဆံဆိုတာကဒီနေ့ကျရင်ငါတို့ဒုက္ခပေးနိုင်တယ်ဆိုတာကအဲ့ဒါခင်ဗျားသိဖို့လိုရနော်ကျွန်တော်အားလုံးတော့ညီကောင်မကညီကောင်မတို့အားလုံးနော်ဖိတ်ဆန်ကိုမမဲ့ပါနဲ့နောက်လာမဲ့နောင်လာနောင်သားကိုမျိုးကြည့်ပါနော်ပြီးတော့ငါတို့နေရာဒေသတွေနောက်ဆင်ရစတာတွေတနေ့ကျရင်ပြည့်စည်မဲ့ဆိုတာဒါကိုမျိုးတွေးဖို့လိုပါတယ်မျိုးစဉ်းစားဖို့လိုပါတယ်နော်ဒါတွေမျိုးစဉ်းစားတနေ့ကျရင်ငါတို့ကရင်လူမျိုးပဲငါတို့ဒုက္ခရောက်မယ်နော်အခုနိုင်ခင်ထင်းလို့ရတာတွေကိုဒါကတကယ်ကိုတိုက်ပွဲတစ်ခုပါပဲဘာကြောင့်လို့ကျွန်တော်ကတိုက်ပွဲလို့တစ်ခုလို့ပြောရတာလဲနော်တကယ်လို့ကြောင်းမီလို့ဖြစ်မယ်ငါတို့တကယ်လို့ကြောင်းမီလို့ဖြစ်လာမယ်ဆိုရင်ကြောင်းမီလို့ဆဲရုပ်ဖြစ်လာမယ်ဆိုရင်ငါတို့ကရင်လူမျိုးတွေဒုက္ခရောက်မယ်ပြီးတော့ယောဂတွေအမျိုးမျိုးရမယ်အဲ့လိုယောဂတွေအမျိုးရတဲ့အချိန်မှာငါတို့ဘာကူရမှာပဲနော်ဘာကူနဲ့ကျွန်တော်ပြဿနာတွေပုံမှာပဲအဲ့ဒါတွေငါတို့စင်းရဲမွေးတေနဲ့လမ်းကိုသူတို့ဒါတော့ရှိသူတို့လောက်တော့ဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မို့ငါတို့ကရင်လူမျိုးတွေဒါတွေကိုတည်ထားဖို့လိုတယ်နော်ဘယ်လိုပြောမလဲလွယ်ကူကူနဲ့ပိတ်ဆံကိုမနဲ့ပါနဲ့လွယ်ကူကူနဲ့သူများပြောတာကိုမယုံပါနဲ့ကိုအောင်တော့ကိုဘယ်လိုပြောမလဲကိုအသိဉာဏ်နဲ့ကိုလေ့လာပေါ့နော်ကိုအသိဉာဏ်နဲ့ကိုမလေ့လာရင်ဒီနေ့ညအလုံးယုံတယ်သူတွေကဘဝဖြတ်ကြနော်ယုံတယ်သူတွေကဘဝပြတ်တတ်တယ်လို့အဲ့ဒါတော့နော်နည်းနည်းကိုကျွန်တော်အားလုံးသိအောင်ကျွန်တော်ဒီ KGN breaking တွေမှာကျွန်တော်လာပြောပြတာရှိပါတယ်နော်အခုကျွန်တော်ကရင်လိုနည်းနည်းလောက်လာပြောမယ်နော်ပြီးတော့နည်းနည်းလောက်ပြောမယ်နော်ဒီအခုတလောတော့ငါတို့ကရင်ဒေတာမှာမဲ့တော့ဒီကောလာဝါလူနော်မဲ့တော့ကောလာဝါလူဒေတာမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်နော်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာဗမာသတင်းမီဒီယာတွေတရားမှသတင်းတွေမှာမလွတ်ပါဘူးဘာဖြစ်လို့မလွတ်ရတာလဲတော့ကျွန်တော်တို့မသိဘူးတော့ပေါ့နော်အခုဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မှာနော်လူယုံမှာ3ဖွဲ့ငါတို့ကရင်တမတော်ကရင် KKB တမတော်သူတို့လာတိုက်နေကြတယ်နော်လူယုံမှာ3ဖွဲ့ကဘာအဖွဲ့လဲဆိုတော့နော်နံပါတ်1တစ်ဖွဲ့မြေစီကုမ္ပဏီထုတ်လို့ရင်းမောင်ချီသူ BGF တစ်ဖွဲ့နော်ပြီးတော့မြေစီကိုကူရောင်းဝယ်ရေး NCA ဘူတမ်လာတစ်ဖွဲ့နော်အောင်ဆန်းစုကြည်အဖြစ်ထူထောင်တဲ့မထိန်တမတော်တစ်ဖွဲ့အလုံးပေါင်း3ဖွဲ့ပေါ့နော်ဒီ3ဖွဲ့ကိုပူးပေါင်းပြီးတော့ငါတို့မျိုးချစ်စိတ်ကရင်တမတော် DKB ကိုသူတို့လာတိုက်တယ်နော်ဒီနေရာကိုသူတို့တိုက်လို့ရရင်သူတို့ရေကားထားသူတို့လုပ်မယ်ရေကားထားတွေကိုလည်းသူတို့လုပ်မယ်ပြီးတော့မြေစီကုမ္ပဏီတွေလည်းထူထောင်မယ်မြေစီကိုလည်းကိုကူရောင်းဝယ်ရောင်းချမယ်အဲ့ဒါကြောင့်မောင်ရှိသူနဲ့တာမလာ NCA နဲ့ပြီးတော့ဒီအောင်ဆန်းစုကြည်အဖြစ်ထူထောင်တဲ့မရိန်တမတော်3ဖွဲ့ပူးပေါင်းပြီးတော့ငါတို့ကရင်ဒေတာမဲ့တော့ကရင်ဒေတာမှာသူတို့လာတိုက်နေပါတယ်နော်အခုလာတိုက်နေတဲ့အချိန်မှာငါတို့ကရင်ဒေတာဒီဉာဏ်ကြီးမှုမှာပေါ့နော်ဒီဉာဏ်ကြီးမှုမှာဒုက္ခတွေများရှိနေအောင်နော်ဒုက္ခတွေ9000ကျော်ရှိနေတယ်အဲ့ဒါဘယ်သူကြောင့်လဲဒီမင်းအွန်လိုင်းအောင်ဆန်းစုကြည်အဖြစ်ထူထောင်တဲ့မရိန်တမတော်မကောင်းတဲ့အတွက်ကြောင့်နော်
มองชีวิตมีสิ่งคอมมูนิตี้ยีมาก่อนเนี่ยตัวเจ้าเนาะพี่ดอกมีสิ่งก็คุยยังไว้ยัง NCA ตามหลังก่อนเนี่ยตัวเจ้างานรู้กันดูเรื่องนี้ตัวข้าย้อนนี่ได้แบบสิบาทเลยเนาะเนาะจะเนาะกันอยู่ในเราเปลี่ยนโจงไว้เนาะใครมึงอาปฏิบัติเนาะสร้างปฏิบัติตระมาก่อนเนี่ยข้าเราได้พาอย่างเต็มหัวได้เลยตอนนี้เราเทบุโรเนาะก็เลยเทเลบิอาวันนี้เมลี่จะว่าเราเทเลบิอาเนี่ยเมลี่ตัวเราไปยาตาเรายาเทเลบิอาเขาเราเลยดีเราแต่งหน้าแค่เราได้พาดีเราในคิดถึงอยู่ว่าเราเลยแบบพอคุณเนี่ยตอนนี้ดีเราพิจารณาวันนี้เทเลบิอาเสร็จมาดีนี่แล้วเนาะแต่เมลี่จะว่าเราขอเราจะเทเลบิอาเนี่ยแต่บ้านอยู่ว่าอันนี้นักเกี่ยวกับเจริญมันเนี่ยที่น่าเปิดว่าคุณตอนนี้เราดีเราที่น่าเปิดว่าวันนี้เราจะเทเลเราละที่เป็นดักสัตว์นี้ผู้เจริญเนาะใครนี่จะเล่นเราเลยเป็นยังไงที่เดียวเนาะใครเนี่ยสำหรับที่ใครอันสู้จะเตะดักตัวนี้จะเตะชัวร์เลยมาขายในคิดถึงเนี่ยเป็นยังพอคุ้มมาก็เป็นยังเอาไว้ตรงนี้แล้วเนาะแต่ในคิดถึงเนี่ยเลยพระอาวงจีโชเนาะมาก็เป็นยังพอดีเลยนี่นะมาขายเลยก็ลาไว้ตรงนี้เป็นยังพอแค่ผู้จีกรู้จังหวัดกรู้ที่จะขายในบ้านเอาไว้บ้านเนาะแต่บ้านเอาไว้บ้านเนี่ยกันก็เวลามีมีเนาะกันก็เวลามีมีเนี่ยกันก็เวลาเนี่ยบ้านเราเนี่ยกันก็เวลานี่บ้านเลยนี่เขาเป็นอะไรเป็นยังพอเป็นเนี่ยจะพาada wa adiklo do wa ko dani da no ada pakai wa ngap pakai wa kamla ko pakai wa ma chi ko khu di paklo do ba samlo dale paklo do wa ko dani da pakai ko na ke la ta la kan ko tini ba no di da kan ko tini ko ne adi ma wa myo lo di phe ki ya sa ka do अच्छा करा खींची है ना खींची खुदा ना बाबा मेरे पास खींची खुदा ने या खींची है ना फिर खींची है ना ने बताओ खा ले पा दफा को वा तो खा तू ही दफा की तो दिन पापा पूरा दा अधिक लेवल दा तरीन सा सिंह वाले को रिपु नीला बा खाली लेता आगे कोई ना अधिक लेवल दा तरीन सा सिंह वाले को रिपु ने है लेवल लॉक ने मैं कंटिन्यू लेवल पा कोरा वे वाची को नीला ना वाले अच्छी बोले पकड़े ले है वाची को वा का तू का लेवल ला से यो नहीं वाची विचार जो ने वा मैं कंटिन्यू को ले पा नीलाนั่นคือที่นี่ก็เลยพาอันบ้านแต่ว่าจีกิจนั่นคืออดีตจีเลยอดีตจีเลยชาวตะกมารู้ว่ามั้งเนี่ยอดีตจีเลยอดีตจีเลยอดีตชาวอยู่อดีตจีนี่เนาะแต่ว่าอดีตจีนี่เนาะเดี๋ยวมีเราบ้างเลยจีกิจนี่บ้านชาวนี่จีที่เนี่ยว่าผู้มีชีวิตที่ดูบ้านแต่ชีวิตเขาที่ดูบ้านอดีตจีปกติเลยพูดกันอุลบอกอุลมีชาวอุลกำลังมาอดีตจีเลยมาว่าทำไมวะเนี่ยมาว่าทำไมเราเนี่ยอดีตจีก็เลยอดีตจีเลยอดีตชาวเนาะมั้งตอนนี้ไปปั่นแล้วทางเราก็เลยเอามาดูบ้านที่เลยก็ยังพูดเลยนองลานองดาเลยว่าถ้าเลยจีจะพักบ้านดูเอาเนี่ยวันชั่วโมงแล้วมั้งชั่วโมงแค่เป็นยี่สิบนิ้วแล้วเดี๋ยวพูดกันเนี่ยว่าอดีตจีเป็นการเนี่ยอดีตชายวันนี้พอรู้แล้วอดีตจีเป็นการเนี่ยอดีตชายเนี่ยเนี่ยจะตีเท่าท่าเนาะปัจจัยนี้เลยวิดีโอฝากไว้เนี่ยเนาะอดีตชายเนี่ยดีเลยจำเนี่ยเนาะเดี๋ยวว่าแล้วว่าชายจีคนนี้ว่าก็แล้ววันนั้นเราแล้วว่าเทสุว่าเนาะว่าตุอีเดบ้าว่าความเล็กท่าบ้าว่าทุกต่อบ้าว่าเนาะว่าชายจีนี่มีวันนั้นเรานี่เนาะจะไปเที่ยวว่าเราไปเล่นน้ำตาอุดรธานีวิชิมวยมุดินีแล้วก็หลังมีเกล้านี่แล้วก็หลังคืนนี่เล่นน้ำตาอุดรธานีดิบชิมวยเนาะแต่เล่นแล้วก็หลังนี่มีเกล้าอันนั้นก็นี่เล่นปวนี่แต่ก็ได้อวยนะสิก็แล้วเนาะอุดรธานีก็เที่ยวว่าเนี่ยเดี๋ยวหันหน้าอะไรเนี่ยเลยนะแต่เล่นจีนมาหาว่าไปสุขาตีมาแต่เล่นจีนมาหาว่าไปสุขาตีนั่นก็คือหาว่าเนี่ยที่ดูเลยไปเที่ยวว่ามั้งนั่นที่มาเนี่ยแต่หาว่าใครเลยว่าโอเคบูตีเป็นที่เนี่ยนะก็มาเที่ยวแต่เล่นลาเซียอยู่ในเล่นอยู่ก่อนนั้นก็อู้จิมาเนาะอู้จิแล้วเนาะเนี่ยอยู่ก่อนอู้นั่นก็ว่าอยู่ที่ข้าวจะพัฒนาแต่ว่าแล้วพวกนั้นเลยอเมริกันเลยอเมริกันอู้นั่นก็ว่าตู้เล่นลาเซียอยู่เนี่ยว่าตู้บัวเลยว่าตู้เลยสี่คนที่เล่นตัวว่าที่บ้านว่าตู้บัวเลยเล่นป้อนเล่นนี่เนาะขนาดคลาเล่นป้อนเนี่ยว่ามันเล่นจูเปย์เว้ยเล่นป้อนเล่นไม่รู้เนาะคือเล่นป้อนเล่นนี่เนาะแต่บ้านรู้ว่าเธอคู่คนเนี่ยสมัยเนี่ยวันนั้นตู้บัวเล่นป้อนเล่นนี่เนาะอีกแต่ตอนนี้ที่เล่นตู้เราแค่ตู้อีตาเราเนี่ยตู้อีตรงเราขี้เนี่ยเนาะคลาเล่นป้อนเนี่ยก็เราเล่นที่กลัวบูแต่เนี่ยโอ้เรากลัวแต่หาก็ไม่รู้เลยอัพลิเคชันป้อนเนี่ยกันเนี่ยว่าวัดว่าพวกนี้วัดว่าพวกที่จะพากันเจ้าเล่นตัดชุดการชาเนี่ยเนาะแต่เรื่องลูกก็กว่าที่เก็บบูเนี่ยกว่าชุดเล่นก็กำลังที่จะพาเรียโอ้ดันนี่ที่ว่าดันนี่จะดีนี่เนาะเพราะฉะนั้นเราเวลาพอจะเล่นก็บอกใครที่มาการเล่นจีนพาในที่ว่าชาวลีเนาะเนี่ยที่ที่เรียกว่าเมล่าเนาะอันนี้จะเล่นได้